ညာဦးပိုင်းကလေးကဒေါစာတစ်ခုလုံးအမောင်တို့အောက်မှာနှឹကညုံနေပြီရွာရဲ့အဆုံဆုံးလူစုမနီးတဲ့ဝါယုံတော်ကြီးကတော့လီမတိုက်ပဲနေတောင်တရှဲရှဲအတန်ဒီပေးလူနေတယ်အဲ့ဒီဝါယုံတော်ဟာရွာသားတွေအတွက်တော့ကြောက်စရာအရေးမျိုးပဲနေဝင်သွားတာနဲ့ဘသူမှအဲ့ဒီနားကိုမကပ်ရကြဘူးဒါပေမဲ့မောင်ထုံးကတော့ခေါင်းမာတဲ့လူစားမျိုးသူကပဲအရာကိုမှအယုံကြည်မရှိသလိုတရေတစီဆိုတာကိုလည်းပုံပြင်းတွေပဲမှတ်ယူထားသူပါအဲ့ဒီညကမောင်ထူးတယောက်အဖော်မပါပဲမြို့ကအပြင်ရွာလန်းအတိုင်းလျှောက်လာခဲ့တယ်လာယောင်ကလည်းအုံမိုင်းနေတဲ့တိမ်တွေကြားမှာပျောက်ကွယ်နေတော့ဖတ်ဝန်းကျင်ကမြဲမောင်နေတာပဲဝါယုံတော်နာရောက်ခါနီးမှာထူးဆန်းတဲ့အတန်တစ်ခုကိုသူစကြားလိုက်ရတယ်ဖူးဖူးဝှစ်ဆိုတဲ့လေကျွန်းတန်းခတ်တဲ့သေးလေးပါအဲ့ဒီအတန်ကလူတယောက်ကသူ့ကိုနောက်ပြောင်ပြီးလှမ်းခေါ်နေတယ်လို့မျိုးရင်းသွင်းမှာစိတ်ခနဲ့ခံစားလိုက်ရတယ်မောင်ထူးချီလန်းနေကိုရပ်လိုက်မိတယ်ဘသူလဲဟာလို့သူအော်မေးပေမဲ့ပြန်ထူးတာမကြားရဘူးဝါယုံတော်ကြီးတဲ့ကနေပဲအဲ့ဒီလေကျွန်းတန်ကထပ်ထွက်လာပြန်တယ်ဒီတခါတော့အတန်ကပိုပြီးပြင်းလာလို့ပဲမောင်ထူးကလည်းတက်တီပြချင်တာနဲ့သူ့နှာခေါင်းကိုစုပြီးအဲ့ဒီလေကျွန်းတန်အတိုင်းပြန်ပြီးလေကျွန်းလိုက်မိတယ်အဲ့ဒါသူလုံးမိတဲ့အကြီးအမားဆုံးအမားဆိုတာသူအဲ့ဒီအချိန်မှမသိခဲ့ဘူးသူလေကျွန်းမိတာနဲ့တိတ်ဆင်နေတဲ့ဝါယုံတော်တွေကနေဝါပင်းတွေတပင်းချင်းစီမြေပင်ပေါ်ကိုလဲကျလာပြီးသူ့နောက်ကိုတရွတ်တိုက်လိုက်လာတာကိုသူမြင်လိုက်ရတယ်ရှပ်ရှပ်တရှူရှူမြေပင်ပေါ်ကတိဝက်ချောက်တွေကိုတခုခုကဖိနှင်းပြီးတရွတ်တိုက်ဆွဲလာတဲ့အတန်းဟာမောင်ထူးရဲ့ကြောပြင်နာအထိကတ်လာတယ်လို့ခံစားလိုက်ရတယ်သူအနောက်ကိုလှည့်ကြည့်လိုက်ပေမဲ့ဘာမှမရှိဘူးဝါယုံပင်တွေကတော့မောင်မဲနေတဲ့ကောင်းကင်ရဲ့အောက်မှာလက်အမောင်းတန်းကြီးတွေလိုမောင်ငေါင်ကြီးထောင်နေကြတယ်မောင်ထူးစိတ်ထဲမှာတမျိုးကြီးဖြစ်လာတာမို့ခြေလမ်းတွေကိုခတ်တွတ်တွတ်လန့်လိုက်မိတယ်ဒါပေမဲ့သူမြင်းမြန်းရှောက်လေးအနောက်ကလိုက်လာတဲ့အတန်လည်းမြင်းမြန်းလိုက်လာလေးပဲဝှစ်ဝှစ်ဖူးလေကျွန်းတန်ကခုနထပ်ပိုနီးလာပြီးသူ့နားရွက်နားလေးတင်မီးသွားတယ်လို့မျိုးမောင်ထူးကြောက်စိတ်ဝမ်းလာပြီးသူစတင်ပြေးတော့တယ်အဲ့ဒီအချိန်မှာပဲအနောက်ကနေဝါပင်းတွေဟာတပင်ချင်းစီမြေပင်ပေါ်ကိုလေးကျလာပြီးသူ့နောက်ကိုမျိုးရည်တကောင်လိုတရွတ်တိုက်လိုက်လာတာကိုသူမြင်လိုက်ရတယ်ဝါပင်တွေကတဘာဝအတိုင်းလဲတာမဟုတ်ပဲတစုံတီတော့ကသူ့ကိုဖမ်းဖို့လှမ်းဆွဲနေတယ်လို့မျိုးလှုပ်ရှားနေတာပါကဲတောင်ပြောသူအော်ဟစ်ပြီးပြီးပေမဲ့လမ်းကဆုံးမမဟုတ်တယ်လို့ပဲဝါယုံတို့ကြီးကသူ့ဘတ်ပတ်လည်မှာဝိုင်းယော်လာတယ်လို့ခံစားနေရတယ်လမ်းဘေးကဝါကွိုင်းတချို့ကသူ့အင်ကြီးကိုလှမ်းချိတ်လိုက်ပြီးပြန်ဆွဲထားတယ်လို့ဖြစ်နေတယ်သူရုံထွက်လိုက်တိုင်းဝိုင်းရတရီရဲ့ရှာတာတာတတိသွေးကသူ့အရေးပြားကိုဓာတ်နဲ့မွှမ်းတယ်လို့နာကျင်စေတယ်အဲ့ဒီအချိန်မှာပဲရှေ့ကဝါယုံပင်ကြီးတပင်ကလမ်းလေကောင်ကိုဝုန်းကနေလဲကျလာပြီးသူ့လမ်းကိုပိတ်လိုက်ပါတော့တယ်မောင်ထူးရုတ်တရက်တန့်သွားတယ်လမ်းလေကောင်မှာကန့်တလက်ဖြစ်လဲကျနေတဲ့ဝါပင်ကြီးကတာမန်ဝါပင်ထက်ပိုပြီးမာရီးပြီးအခောက်တွေကသွေးရောင်လိုနီမြန်းနေတာကိုလာရောင်ဖြောက်အောင်မှမြင်နေရတယ်သူအဲ့ဒီဝါပင်ကိုကြော်တက်ဖို့ကြိုးစားပေမဲ့ဝါကွိုင်းတွေကလက်ချောင်းတွေလိုကွီးညွတ်လာပြီးသူ့ခြေချင်းဝက်ကိုလှမ်းပတ်လိုက်တယ်မောင်ထူးအရှိန်နဲ့မြေပြင်ပေါ်ကိုမှောက်လျက်လဲသွားတယ်မြေကြီးကအေးဆက်ပြီးပုတ်စော်နံတဲ့ရနိုင်တစ်ခုကနှာခေါင်းထဲကိုအလုံးအရင်နဲ့ဝဲလာတယ်သူအနောက်ကိုလှည့်ကြည့်လိုက်တော့မြင်လိုက်တဲ့မြင်ကွင်းကြောင့်သွေးပြတ်တမ်းမထေရတော့ဘူးအနောက်ကတရွတ်တိုက်လိုက်လာတာကဝါပင်တွေတည်းမဟုတ်တော့ဘူးဝါပင်တွေကြားထဲကခါအထီရှည်တဲ့စပင်ဖားဖားတဲ့အရေးမှဲကြီးကဝါပင်တွေကိုမျိုးရပုံးလို့စီးပြီးသူ့စီကိုတရွရွနီးကပ်လာနေတာပါအဲ့ဒီအရေးမှဲကြီးရဲ့မျက်နှာနေရာမှာဘာမှမျက်ခမုံမှမရှိပဲဟောင်းလောင်းပေါက်ကြီးဖြစ်နေတယ်အဲ့ဒီအပေါက်ကြီးတွေကနေခုနလေကျွန်းတန်းကထပ်ထွက်လာပြန်တယ်ဝှစ်ဆိုတဲ့အတန်ကအခုတော့ရေမော့တဲ့နဲ့ပူတူနေပြီမောင်ထူးခြေထောက်ကိုပတ်ထားတဲ့ဝါကွိုင်းကပိုပြီးတင်းကျပ်လာသလိုသူ့ကိုဝါယုံတော့အမှောင်ထူးတဲ့ကိုတရွတ်တိုက်ဆွဲခေါ်ဖို့ပြင်းနေပြီသူအသေးအံမြေကြီးကိုကုတ်ထွင်နေပေမဲ့အားအင်တွေကတဖြည်းဖြည်းဆုပ်ယွတ်လာနေတော့တယ်ပြီးတော့သူ့အနားကိုဝါပင်တွေကဝိုင်းအောင်လာပြီးကောင်းကင်ကိုတော့မမြင်ရတော့အောင်ပိတ်ဆို့လိုက်ကြပါတော့တယ်အမှောင်တူကအသက်ရှူရကြက်လောက်အောင်ထူထပ်လာတယ်မောင်ထူးရဲ့ပတ်ပတ်လဲမှာဝါပင်တွေကအရန်အသားတစ်ခုလိုစီလန်းသွားပြီးသူ့ကိုကဘာလောက်ကကြီးနဲ့အဆက်တွေဖြတ်တောက်ပစ်လိုက်သလိုပဲသူ့ခြေချင်းဝက်ကိုရစ်ပတ်ထားတဲ့ဝါကွိုင်းကအေးဆက်နေပြီး
အသားတွေကိုစူးဝင်လာအထိတင်းကျပ်လွန်လာတယ်။မောင်ထူးအသက်ကိုဝါအောင်ရှူဖို့ကြိုးစားပေမဲ့လေထုထဲမှာမြေဆွေးနတ်နဲ့သွေးညီနတ်တွေကသာပြည့်နေတယ်။လွတ်ပေးကြပါ။သူ့အတန်ကလဲတောင်းထဲမှာနေကစုံနေပြီးအပင်ကိုမထွက်လာတော့ဘူး။အဲ့ဒီအချိန်မှာပဲသူ့အပေါ်မှာမုန်းနေလေဝါရွက်တွေကြားတဲ့ကနေဖြူဖြော်လက်ရှည်ကြီးတွေထွက်လာတယ်။အဲ့ဒီလက်တွေကလူလက်မတူပဲဝါခတ်တွေလိုပဲအစ်စ်အပေါက်တွေနဲ့ကြမ်းထန်နေတယ်။အဲ့ဒီလက်ချောင်းတွေကမောင်ထူးရဲ့ဘားကိုအတင်းဖိဖို့ကြိုးစားလာတယ်။မောင်ထူးခေါင်းကိုဟိုးဘက်ဒီပဲယုံခါနေတော့မှပဲဝါးပြင်တွေထဲကနေတိုးထွက်လာတဲ့မျက်နှာတစ်ခုကိုမြင်လိုက်ရတယ်။အဲ့လာကလူမျက်နှာမဟုတ်ဘူး။ခြောက်ခတ်ပြီးအရေပြားတွေကဝါးပိုးဖတ်တွေလိုကတ်နေတဲ့မျက်နှာကြီးပဲ။အဲ့ဒီမျက်နှာရဲ့ပါဇက်နေရာမှာအပေါက်ဝိုင်းဝိုင်းကြီးတစ်ခုပဲရှိပြီးအဲ့ဒီအပေါက်ထဲကနေလေချွန်းတန်းကတိုးတိုးလေးထွက်နေတယ်။အဲ့ဒီတရဝါကြီးကမောင်ထူးရဲ့မျက်နှာနားကတ်လာပြီးသူ့ရဲ့အေးဆက်လာတဲ့ထွက်တဲ့နဲ့မောင်ထူးကိုမှောက်ထုတ်လိုက်တယ်။အဲ့ဒီနောက်မှာတော့မောင်ထူးရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာမြေပြင်ပေါ်ကနေမတိမတာကြွတတ်လာပြီးဝါယုံတော်ရဲ့အနက်ရှင်ဆုံးနေရာစီကိုတရွတ်တိုင်ဆွဲခေါ်ခြင်းခံရလိုက်ပါတော့တယ်။မောင်ထူးဟာမြေပြင်ပေါ်မှာပတ်လက်လန်းရသားနဲ့အမှောင်တွေကိုတရွတ်တိုင်ပါသွားနေတယ်။သူကြောပင်နဲ့မြေကြီးပွတ်တိုင်အတန်းကရှက်လို့ကြောက်ချမ်းကောင်းလာတယ်။သူအသေးသက်လှမ်းဆွဲမိတဲ့မြက်ပင်တွေတစ်ကွိုင်းလေးတွေဟာလည်းလက်ထဲမှာတင်ကျိုးပြတ်ကုန်ကြတယ်။ဝါယုံတော်ရဲ့အတွင်းပိုင်းရောက်လေးလီထုကပူပြီးအေးဆက်လာလေးပဲ။ထူးဆန်းတာကခုနလိုက်လာတဲ့ဝါပင်တွေကအခုလိုငိမ်သက်သွားပြီးရှေ့ကနေလမ်းဖွင့်ပေးထားသလိုဘေးကိုကားထွက်သွားကြတာပဲ။ဟွစ်ဖူလီကျွန်းထန်းကအခုတော့သူ့ခေါင်းရင်းတက်တေကနေထွက်ပေါ်လာတယ်။မောင်ထူးမျက်လုံးကိုအတင်းပြူးကြည့်လိုက်တော့သူ့ကိုဆွဲခေါင်နေကဝါးကွိုင်းတွေတင်မဟုတ်တော့ပဲမြေကြီးတွေကထွက်လာတဲ့မြင်းကြီးကြီးလက်အစုံထိုင်းနေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီလက်တွေကသူ့ရဲ့ပခုံးနှစ်ယောက်ကိုတန်ချောင်းတွေလိုစူးဝင်အောင်စုပ်ကိုင်းထားတာပါ။သူအော်ဖို့ကြိုးစားပေမဲ့အတန်ကထွက်လာတော့ပဲလေတောင်းထဲမှာတွေးနံတွေပဲပြည့်တက်လာတယ်။ဘေးပတ်လဲမှာတော့ရွာကပျောက်ဆုံးသွားခဲ့တဲ့လူတွေရဲ့အဝတ်အစားအဆက်အနက်တွေကိုဝါပင်တွေမှာချိတ်ဆွဲထားတာကိုသူမြင်လိုက်ရတယ်။အဲ့ဒီလူတွေအားလုံးဟာလည်းသူ့လိုပဲလေကျွန်းတန်နောက်ကိုလိုက်ခဲ့ကြတာလား။မောင်သူစိတ်ပြတ်အားငယ်စွာနဲ့မျက်လုံးမှိတ်ထားလိုက်မိတဲ့ခဏမှာပဲသူ့ခန္ဓာကိုယ်ကြီးဟာရုတ်တရက်အောက်ကိုစိုက်ကျသွားတယ်လို့ခံစားလိုက်ရတယ်။သူရောက်သွားတာကဝါပင်ကြီးတွေရဲ့အောက်ခြေမှာရှိလေနတ်ရှင်းလွှတဲ့တွင်းနယ်ကြီးတစ်ခုတည်းကိုပါ။တွင်းထဲမှာတော့ဝါငုတ်တိုးတွေကလှမ်းစွတ်တွေလိုထောင်နေကြပါတော့တယ်။မောင်ထူးဟာတွင်းနယ်ကြီးတဲ့ကိုလင့်ဆင်သွားရင်ဝါငုတ်တိုးတွေနဲ့ညှိစွန်းပြီးတကိုယ်လုံးဆုတ်ပြတ်တတ်သွားတယ်။တွင်းအောက်ခြေကမြေကြီးဟာတာမန်မြေကြီးမဟုတ်ပဲစေးကက်ကနဲ့တွင်းညီနတ်တွေလှိုင်နေတဲ့ရွှင်ညွန်တွေဖြစ်နေတယ်။အမောင်ထဲမှာသူစမ်းတဝါဝါလုံနေတော့သူ့လက်ကအေးဆက်အရာတစ်ခုကိုတွားဆန်းမိတယ်။အဲ့ဒါကလူဦးခေါင်းခွန်တစ်ခုပါ။သူ့ဘေးပတ်လဲမှာဦးခေါင်းခွန်တွေနဲ့အယိုးစုတွေဟာတောင်လိုပုံနေပြီးအချို့အယိုးတွေမှာအသားစတွေတော့မကုန်သေးဘူး။မောင်ထူးကြောက်လန့်တကြားနဲ့အပေါ်ကိုပြန်တက်ဖို့ကြိုးစားပေမဲ့ဝါနုခက်မှာဝါမြစ်တွေကပိုက်ကွန်တစ်ခုလိုရှက်ဖြားပိတ်ဆို့သွားတယ်။အဲ့ဒီအချိန်မှာပဲတွင်းအထက်ကနေအလင်းရောင်ဖြွတ်လေးဖြက်စီးလာပြီးမျက်နှာတစ်ခုငုံကြည့်လာတာကိုမြင်လိုက်ရတယ်။အဲ့ဒီမျက်နှာကတခြားသူမဟုတ်ဘူး။ရွာကလွန်ခဲ့တဲ့တလကပျောက်ဆုံးသွားတဲ့သူ့တငယ်ချင်းအောင်ကျော်ဖြစ်နေတယ်။ဒါပေမဲ့အောင်ကျော်ရဲ့မျက်လုံးတွေကနေရာမှာမရှိတော့ပဲဝါရွက်တွေထိုးထွင်နေပြီးပါးစပ်ကတော့လူသားတစ်ယောက်မလုံနိုင်တဲ့ပုံစံမျိုးနဲ့ဝိုင်းဆက်နေတယ်။အောင်ကျော်ကမောင်ထူးကိုကြည့်ပြီးတွေးအေးနဲ့လေတကြံချွန်းလိုက်တယ်။ဟွတ်တယ်။အဲ့ဒီလေကျွန်းတန်းကြားတာနဲ့တွင်းနေရာမှာရှိတဲ့ဝါမြွက်တွေဟာအသက်ဝင်လာပြီးမောင်ထူးရဲ့ဘိုက်ထဲကိုလှန်ဆွတ်တွေလိုစူးကနေထိုးပေါက်ဝင်ရောက်လာပါတော့တယ်။မောင်ထူးရဲ့အော်တန်ဟာဝါယုံတော်ရဲ့တိတ်ဆိတ်မှုကိုဖျက်ဆီးသွားပေမဲ့ဘသူမှမကြားနိုင်ခဲ့ဘူး။သူ့ဘိုက်ထဲကိုထိုးဝင်သွားတဲ့ဝါမြစ်တွေဟာအထဲထဲမှာပဲမွေးတကောင်းလိုလိန်ရှက်နေပြီးကလီစာတွေကိုရစ်ပတ်လာတယ်။နာကျင်မှုကအတိစိတ်ကိုလွတ်ထွက်သွားစေလောက်အောင်ပြင်းထန်လွန်းလာတယ်။ထူးဆန်းတာကအဲ့ဒီဝါမြစ်တွေဟာသူ့စီကသွေးတွေကိုတစိမ့်စိမ့်နဲ့စုပ်ယူနေကြတာပဲ။ဝါမြစ်တွေဟာသွေးရောင်လွှမ်းပြီးနေမြန်းလာတယ်လို့မောင်ထူးရဲ့ခန္ဓာကိုယ်ကတော့တဖြည်းဖြည်းဖြူဖြော့ပြီးခြောက်ကပ်လာတယ်။အပေါ်ကနေနှုံကြည့်နေတဲ့မောင်ကျော်ရဲ့ရုပ်အလောင်းကြီးကတဖြည်းဖြည်းနဲ့အေးပျော်ကျလာပြီးဝါပင်တွေနဲ့တသားသေးဖြစ်သွားတာကိုမောင်ထူးမြင်လိုက်ရတယ်။
ဝါပင်တွေကလူသားတွေကိုစားသုံးပြီးရှင်သန်နေကြတာလားမောင်သူရဲ့အသီးစိတ်တွေဝေဝါးလာချိန်မှာပဲသူ့ရဲ့နားလဲကိုအတန်တန်တိုးတိုးလေးဝင်လာတယ်မင်းအလှည့်ရောက်ပြီမင်းလဲငါတို့လိုပဲလေချွန်ရမယ်တဲ့မောင်သူရဲ့လက်ချောင်းတွေဟာတဖြည်းဖြည်းနဲ့မာကျောလာပြီးအစိမ်းရောင်အကြီးခွန်လိုအည်ပြားတွေဖုံးလွှမ်းလာတယ်သူ့ရဲ့ခြေထောက်နှစ်ဖက်ကလည်းတစ်ခုနဲ့တစ်ခုပူးကပ်သွားပြီးမြေကြီးတွေကိုအမြင့်တွေလိုထိုးဆင်းသွားတော့တယ်သူဟာလူသားတစ်ယောက်မဟုတ်တော့ပဲဝါပင်တပင်အခက်အသွင်းလောင်ခင်းရနေတာပဲစူးရှာတဲ့နာကျင်မှုတွေကြားကနေသူ့ရဲ့ပါးစပ်ကလိုအလောက်ဝိုင်းဆက်လာပြီးလေကျွန်းတန်တစ်ခုကိုစတင်ထုတ်လုပ်လိုက်ပါတော့တယ်မောင်ထူးရဲ့ခန္ဓာကိုယ်ဟာကြောက်မက်ခွဲကောင်းအောင်ပြောင်းလဲလာပြီသူ့ရဲ့အည်ပြားတွေကမာကျောပြီးအဆင့်အပေါက်တွေပေါ်လာပြီးဝါးခောက်ရောင်ပြောင်းသွားခဲ့တယ်။ပိုက်ထဲကိုထိုးဝင်နေတဲ့ဝါးမြစ်တွေကသူ့ရဲ့အသွေးအသားတွေကိုစုပ်ယူပြီးဝါးယုံပင်ရဲ့အစိတ်ပိုင်းအဖြစ်အတင်းအဓမ္မတွတ်ယူနေကြတာပဲ။သူဟာအသက်ရှင်လျက်ပဲတစ်ပင်ကပင်အဖြစ်အတွင်းလောင်ဖင်းနေတာပါ။သူ့ရဲ့နားထဲမှာတော့အရင်ကသေဆုံးသွားခဲ့တဲ့သူတွေရဲ့ညီးသွားတန်တွေဟာလေတိုးတန်တွေအဖြစ်ပြောင်းလဲသွားတာကိုအတိုင်းသားကြားနေရတယ်။ငါတို့ကိုကယ်ပါငါတို့ကိုလွတ်ပေးပါဆိုတဲ့အတန်တွေဟာဝါရွက်တွေတရှဲရှဲမီးတန်းထဲမှာနှစ်မြုပ်နေတယ်။မောင်ထူးကမျက်လုံးဖြောက်ထုတ်ကြိုးစားပြီးမြဲသူ့မျက်ခွန်တွေကတစ်သားတွေလိုမာကျောသွားပြီးပြေလို့မရတော့ဘူး။သူ့မျက်လုံးအိုင်ထဲကနေဝါညောက်လေးတွေစူးထွက်လာပြီးအပြင်လောကကိုမြင်နိုင်စွမ်းကိုတဖြည်းဖြည်းဝါမြူသွားတယ်။အဲ့ဒီချိန်မှာပဲဝါယုံတော်ရဲ့အပြင်ဘက်လမ်းမပေါ်ကနေခြေတံတံကိုသူကြားလိုက်ရတယ်။တခြားသူတယောက်အဲ့ဒီလူကရွာကလူငယ်တယောက်ဖြစ်ပုံရပြီးဝီစီမုန့်တလေးနဲ့ခအေးအေးလေးရှောင်လာနေတာပါမောင်ထူးကအဲ့ဒီလူကိုမလာနဲ့ပြေးတော်လူတတိပေးခြင်းပဲမယ်သူ့ပါဇက်ကထွက်လာတာကလူသားစကားမဟုတ်ပဲစူးရှာလွန်းတော်လေကျွန်းတန်းတစ်ချက်သာဖြစ်နေပါတော့တယ်ဟွတ်ဟူအဲ့ဒီလေကျွန်းတန်းထွက်လာတာနဲ့တပြိုင်နက်ဝါယုံတော်တစ်ခုလုံးတက်ဝင်လှုပ်ရှားလာတော့တယ်လေမတိုက်ဖဲနဲ့ဝါပင်တွေကတပင်းနဲ့တပင်းရိုက်ခက်ပြီးအောင်ပွဲခံတယ်လို့အတန်တွေပေးကြတယ်။မောင်ထူးကအခုအမဲလောက်ရမယ်အချိန်ရောက်ပြီဆိုတာကိုသူသိလိုက်ရပြီ။သူဟာမြေပြင်ပေါ်မှာဝမ်းလျားထိုးတဲ့အနေထားနဲ့လမ်းမပေါ်ကလူငယ်ကိုတရွတ်တိုက်လိုက်ပါသွားပါတော့တယ်။လူငယ်ကကြောက်လန့်တကြားနဲ့နောက်လက်ပြေးပေမဲ့မောင်ထူးရဲ့ဝါကိုင်းရှည်တွေကလေထဲမှာဝှေရမ်းပြီးလူငယ်ရဲ့လေပင်ကိုရစ်ပတ်ဖို့အသင့်ဖြစ်နေပြီ။ဝါယုံတော်ရဲ့အမောင်တောက်ထဲမှာထောက်ထပ်အသားဆိုးဆိုးတွေကိုဝါမျိုးဖို့ပြင်ဆင်နေကြတယ်ဝါပင်တွေရဲ့တရှဲရှဲအတန်တွေကပိုမောကျဲလောင်လာပါတော့တယ်မောင်ထူးရဲ့အတိစိတ်ကအမောင်တောက်ထဲမှာလုံးဝကွယ်ပြောက်သွားပြီးသွေးစာနေတဲ့တစ်ပင်ရဲ့ဘီထားပဲကျန်ပါတော့တယ်သူ့ရဲ့ဝါခိုင်းတွေဟာလေထဲမှာဒုံခနဲ့ဝှီရမ်းလိုက်ပြီးပြေးနေတဲ့လူငယ်ရဲ့ခြေထောက်ကိုရိုက်ချလိုက်တယ်လူငယ်ကမြေပြင်ပေါ်ကိုအရှိန်နဲ့မှောင်လျက်လဲသွားပြီးပြန်ထဖို့ကြိုးစားပေမဲ့မောင်ထူးရဲ့မာကျောလာတဲ့ဝါမြစ်တွေကလူငယ်ရဲ့ခါကိုပတ်ချလဲရစ်ပတ်ပစ်လိုက်ပြီ။အာကဲကြပါအောင်အမေကကဲပါအောင်လူငယ်ရဲ့အော်ဟစ်တန်ဟာတောဆက်တစ်ခုလုံးကိုတုံချသွားစေပေမဲ့ဝါပင်တွေကတော့အချင်းချင်းရိုက်ခတ်ပြီးအဲ့ဒီအတန်ကိုဖုံးကွယ်ပစ်လိုက်ကြတယ်။မောင်ထူးဟာအဲ့ဒီလူငယ်ကိုဝါယုံတော်ရဲ့အလဲပေါက်ရာစီသူကိုယ်ရဲ့အမြင့်တွေနေတဲ့နေရာစီကိုအယွတ်တိုက်ဆွဲခေါ်လာခဲ့တယ်။မြေပြင်ပေါ်မှာလူငယ်ရဲ့ခန္ဓာကိုယ်နဲ့ပွတ်တိုက်မိတဲ့အတန်ကရှက်ရှက်နဲ့အဆုံးသတ်ကိုအချက်ပေးနေတယ်လို့ပဲဝါယုံတော်ရောက်တန်းနဲ့အခြားသောဝါပင်တွေကလည်းငှုံကြည့်လာပြီးသူတို့ရဲ့ဝါခက်တွေနဲ့လူငယ်ရဲ့အသားတွေကိုစုပ်ပြတ်တတ်အောင်ကုတ်ချက်တော့တယ်။မောင်ထူးဟာသူ့ရဲ့ပါဇက်ဝိုင်းကြီးကိုလူငယ်နာနာကပ်ပြီးနောက်ဆုံးလေကျွန်းတန်းတစ်ချက်ကိုအားရပါရချွန်လိုက်တယ်။အဲ့ဒီနောက်မှာတော့လူငယ်ရဲ့ကိုယ်ထဲကိုဝါညောက်တွေစူးဝန်းသွားပြီးတောအုပ်တစ်ခုလုံးပြန်လေတိတ်ဆိတ်သွားခဲ့ပါတယ်။နောက်နေ့မနက်မှာဝါယုံတော်ဟာဘာမှမဖက်ခဲ့တယ်လို့အေးစီညင်တက်နေတယ်။ဒါပေမဲ့ထူးဆန်းတာကဝါယုံတော်တွေမှာဝါပင်နဲ့ပင်တိုးလာတာပါ။အဲ့ဒီဝါပင်ရဲ့အခောက်ပေါ်မှာလူမျက်နှာလိုပုံစံတွေပေါ်နေပြီးလေတိုက်တိုင်းမှာငိုတန်လိုလေချွန်းတန်လိုအတန်တွေကတော့ဝါယုံတော်နာဖြတ်သွားသူများတိုင်းကိုကြောစိန်သွားစီခဲ့ပါတယ်။ဒီဝါယုံတော်ကလေချွန်းတန်ဆိုတဲ့ဇလန်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။အခုလိုထူးထူးဆန်းဆန်းနဲ့ရင်းဖို့စိတ်လှုပ်ရှားစရာကောင်းတဲ့တရေဇလန်းတွေကိုအပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်လို့
ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်ဇလန်းလေးကိုသဘောကျတယ်ဆိုရင် like and share လုပ်ပေးခဲ့ပါဦးနောက်ထပ်ဘလို့ဇလန်းမျိုးတွေကိုနားဆင်ခြင်းတလေဆိုတာကိုလည်း comment မှာရေးသားပေးခဲ့လို့ရပါတယ်အားလုံးပဲဘေးအန္တရာယ်ကင်းဝေးပြီးတာယာတဲ့ညလေးဖြစ်ပါစေဗျာနားဆင်မှုကိုအထူးပဲကျေးဇူးတင်ရှိပါတယ်